challenge လေးတစ်ခုလုပ်မယ်အခုပြောပြမယ်စကားလုံး၅လုံးကို10မိနစ်အတွင်းမှတ်ပြီးနောက်ဆုံးမှာမေးခွန်းတစ်ခုမေးမယ်နော်ရအောင်ဖြေကြည့်ပါ vindicate တစုံတစ်ယောက်ကမှန်ကန်ကြောင်းတရားမျှတကြောင်းပြောတာပါ The evidence will vindicate her in the trial သက်သေအထောက်အထားကသူမကိုတရားခွင်မှာတရားခံဘက်မှာခုခံချေပလိုက်မယ် discrepancy ကွဲပြားခြားနာတာ There is a discrepancy between the report and the data report နဲ့ data ကြားမှာကွဲပြားခြားနာချက်တစ်ခုရှိတယ် ambivalent စိတ်နှခွဖြစ်တာခံစားချက်တွေရောထွေးနေတာမျိုးပြောတာပါ I'm ambivalent about social media it is fun but also exhausting social media အပေါ်ကျွန်တော်ခံစားချက်တွေရောထွေးနေတယ်ပျော်ဖို့ကောင်းပေမဲ့စိတ်ပင်ပန်းစေတယ် lethargic မောပန်းနှမ်းနေပြီးနှုံးပြီးတော့လှုပ်ချင်ကြခြင်းစိတ်မရှိတာကိုပြောတာပါ I felt lethargic after staying up all night တညလုံးအိမ်မပျော်ပဲနေပြီးနောက်ကျွန်တော်စိတ်တွေထိုင်းမိုက်နေတယ် gregarious အပေါင်းအသင်းနဲ့နေတတ်တာဖော်ဖော်ရွေ့ရွေ့နေတာမျိုးပြောတာပါ He's very gregarious he makes friends everywhere သူကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူနေရာတိုင်းမှာတငယ်ချင်းရှိတယ်မိကိုမိမယ်နော်ဘယ်စကားလုံးလဲဆိုတာကို comment မှာဖြေပေးနော်Which words describe having mixed feeling about something